ပေါ်မေပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီဗုဒ္ဓဟူးမနက်ခင်းမှာတော့ဒါအလက်ဆက်ဆုံးအပြောင်းရွှေ့သတင်းတွေဒါထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ပထမဆုံးအနေနဲ့ပြောရှင်းတာကတော့ဒါဇန်နဝါရီဈေးကွက်မှာအခုစတော့မယ်အသင်းကြီးတွေကစပြီးတော့လှုပ်ရှားနေကြပြီးဘုံမောက်သင်းရဲ့တောင်ပန်ကစားသမားစီမင်ညိုကိုဒါလီဗာပူးမန်ယူစပါမန်စတီတို့ကအပြိုင်လိုက်နေပြီးတော့နောက်ဆုံးအခြေအနေရတော့မန်စတီကအသာရသွားပြီးသူတို့ကဒီတပတ်ထဲမှာပဲဒါသူ့ကိုတရားဝင်စပြီးတော့ကမ်းလှမ်းမှုပြင်ဆင်နေပြီးစီမင်ညိုကလည်းနောက်ဆုံးမှာတော့ဒါသူ့ရဲ့ personal ဆုံးဖြတ်ချက်အရာမန်စတီကိုရွေးချယ်လိုက်တယ်လို့ Fabrizio Romano ရဲ့ဖော်ပြချက်အရသိရှိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒါ Real Madrid ကို Champions League 3 ကြိမ်ဆက်ယူပေးခဲ့တဲ့နီးပြဇီဒန်ပေါ့လေပြင်သစ်ကနဝင်ဇီဒန်ကဒါကဘာဖလားပြီးတာနဲ့ပြင်သစ်လက်ရွေးစင်အသင်းကိုကင်တွယ်ဖို့အတွက်ဒါအကျိုးသဘောတူညီမှုရယူလိုက်ပြီးဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ဒါကတော့အစဉ်အဆက်ဒီသတင်းတွေရှေ့မှာကလေးရတယ်ထွက်ခဲ့ဘူးတဲ့ဒါပေမဲ့အခုတော့ဒါကောလာဟလာအဆင့်မဟုတ်တော့ဘဲနဲ့အကျိုးသဘောတူညီမှုယူလိုက်ပြီးဆိုတဲ့သတင်းကတော့ဒါပို့ပြီးတော့ခိုင်မာသွားတယ်လို့ပြောရမှာပေါ့နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဘာစီလိုနာတိုက်စစ်မှုလီဝမ်ဒေါစကီကဘာကာမှာနောက်ထပ်တစ်နှစ်ထပ်ပြီးတော့နေဖို့အတွက်ဆွေးနွေးနေလို့သိရတယ်အစားတော့ဒီຫນွေရာသီကုန်းမှာသူကအသင်းကနေထွက်တော့မယ်သူ့နေရာအတွက်ဒါတခြားတိုက်စစ်မှုတယောက်အစားထိုးမယ်လို့သတင်းနဲ့ထွက်ခဲ့ပေမဲ့အခုတော့ဒါနောက်ထပ်100ဒီဆက်နေဖို့အတွက်သူကလည်းအသင်းဘက်ကနေပေးတဲ့လာစာကိုရှော့ယူသွားဖို့ဆန္ဒရှိတယ်လို့လည်းသိရပါတယ်ဒါကြောင့်မလို့ဘာစီလိုနာမှာလီဝမ်ဒေါစကီကိုနောက်ထပ်100ဒီဆက်ပြီးတော့မြင်တွေ့ရဖို့အလားအလာရှိနေပါတယ်ပြီးတော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒါ Real Madrid မှာပွဲကစားခွင့်မရတဲ့လူငယ်ကျယ်ပွင့်အန်ဒရစ်ပေါ့လေအန်ဒရစ်ကအခုဒါပြင်သစ်ကလပ်လိုင်ယွန်ကိုယာဒီကုန်းထိအငှားနဲ့ပြောင်းရွှေ့သွားခဲ့ပြီးသူက Real Madrid မှာဒီယာဒီ3ပွဲပဲကစားထားရတဲ့အတွက်သူ့အတွက်ကမ္ဘာဖလားလူစင်းမှာပါဝင်ရှင်တဲ့ဆန္ဒအရဖြစ်နိုင်ရှင်မရှိဘူးဒါကြောင့်လိုင်ယွန်မှာအငှားထွက်ကစားပြီးတော့ရှေ့ဆွမ်းပြဖို့ရွေးချယ်လိုက်တယ်သူကလည်းဒါလိုင်ယွန်ဆိုလို့ရှိရင်သူကဘန်စီမာရဲ့ highlight တွေကိုကြည့်ပြီးတော့ကြီးပြင်းခဲ့ရတယ်လို့ဝန်ခံမှုပါတယ်ဒါနောက်ထပ်အပိတ်သတင်းတစ်ခုကိုပြောရလို့ရှိရင်တော့အာဆနယ်တိုက်စစ်မှုကိုင်ဟာဘက်စ်ကဒါ128ရက်ကြာနားယူပြီးနောက်မှာအခုအပြေအဝလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီလို့သိရပါတယ်သူလိုပဲဒီအာဆနယ်ကလည်းပြီးခဲ့တဲ့ညတုန်းကဒါကရာဘောင်ဖလားကွာတာဖိုင်နယ်မှာခရစ္စတယ်ပဲလီကိုပနတီအဆုံးဖြတ်နိုင်ပြီးတော့ဆီမီဖိုင်နယ်ရောက်သွားပြီးဆီမီဖိုင်နယ်မှာတော့အာဆနယ်ကဒါမျိုးခံပြိုင်ဘက်ချက်စီနဲ့အင်ကွင်းဝင်းနှစ်ကြော့ကစားမှာဖြစ်ပါတယ်ဒါကတော့ဒီနေ့ဗုဒ္ဓဟူးမနက်ပိုင်းရဲ့ update အဖြစ်ဆုံးသတင်းတွေကိုပြောပြခဲ့တာပါကြည့်ရှုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ကိုချမ်းပါ